အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကဂျင်းမနိုင်လေးအတွက်ပေါ့နော်နိုဝင်ဘာလတစ်လစာဟောစနလေးကိုဖတ်ကြားပေးတော့မှာဖြစ်ပါတယ်ဗျအချီလေးဒီကျင်းနဲ့စီပွားရေးအားလုံးပေါ့နော်လူမှုရေးပေါ့လူမှုရေးနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်တော့ဒီနိုဝင်ဘာလကပေါ့နော်ပြောမယ်ဆိုရင်ဂျင်းမနိုင်လေးအတွက်လူမှုရေးနဲ့ပတ်သက်ပြီးတော့စီပီနေမဲ့ပုံစံမျိုးလေးတော့တွေ့ရတယ်ဒါပေမဲ့လည်းပေါ့နော်ပြောမယ်ဆိုရင်ဒီမိတ်ဆွေတငယ်ချင်းကြားထဲမှာအကြောင်းရင်းမတိုက်ဆိုင်တာလေးစိတ်သဘောထားချင်းမတိုက်ဆိုင်တာလေးကိစ္စလေးတော့အနေနဲ့များကျွန်တော်တက်ပြီးမယ်လို့ပို့ပြီးတော့တွေ့ရတယ်နောက်ပြီးတော့ပေါ့နော်ပြောမယ်ဆိုရင်မိတ်ဆွေတငယ်ချင်းလည်းပေါ့နော်ဒီလာထဲမှာခီးပါထွက်ဖြစ်တာအပြင်တွေပါခေါင်းလည်းဖြစ်တာမျိုးတွေပို့ပြီးများနေမဲ့လားလို့လည်းပို့ပြီးမြင်ပါတယ်ဗျနောက်တစ်ခုကပေါ့နော်ပြောမယ်ဆိုရင်လူငွေကံမှာတော့လေနည်းနည်းလေးပူလောင်ရတာမျိုးတွေရှိတတ်တယ်ပြောမယ်ဆိုရင်တော့လေအဓိကတော့ရန်ဖြစ်တာစကားများတာမျိုးတွေမဟုတ်ဘဲနဲ့ပေါ့နော်ပြောမယ်ဆိုရင်လူငွေကိစ္စလေးတွေမှာတစ်ခါလေဖြစ်တာရှိရပေါ့နော်ကိစ္စသေးလေးတွေသေးမှုများလေးတွေပေါ့နော်ပြောမယ်ဆိုရင်တစ်ခုထပ်ပို့ပြီးများသွားတာမျိုးလေးအကြောင်းပူလောင်ရတာမျိုးလေးဖြစ်လိမ့်မယ်ဆိုတဲ့ပုံစံမျိုးလေးကိုပြောနေပါတယ်ဗျကဲဒီလားတော့ပေါ့နော်ပြောမယ်ဆိုရင်ဒီလူငွေကံနဲ့ပတ်သက်ပြီးတော့အများကြီးပြဿနာတော့မရှိဘူးပြောမယ်ဆိုရင်အရင်ကံကောင်းနေရလားဆိုတော့လေပုံမှန်ပဲအရင်ကံကောင်းနေရမျိုးမဟုတ်ပဲနေပေါ့နော်တာမန်နေထားမျိုးမှာပဲရှိနေတတ်တယ်လို့တော့မြင်နေဒါကြောင့်လည်းပေါ့နော်ပြောမယ်ဆိုရင်လူငွေကံနဲ့ပတ်သက်ပြီးတော့ဒီလားထဲမှာတိတ်ပြီးထူးခြားခံစားမှုမှာတော့မဟုတ်တော့ဘူးလို့ကျွန်တော်ပြရပါတယ်ဗျကဲနောက်တစ်ခုကပေါ့နော်အခြေပေါ့နော်ဂျင်းမနိုင်လေးရဲ့အခြေပေါ့နော်ဂျင်းမနိုင်လေးရဲ့အခြေကိုကျွန်တော်ကြည့်ရတဲ့လောက်ကတော့ပထမဆုံးနဲ့စားရမယ်ဆိုရင်တော့ single ပေါ့နော် single နဲ့ပတ်သက်ပြီးစားရမယ်ဆိုရင်တော့လေဒီ single လေးတွေအနေနဲ့ကိုယ့်ရဲ့စိတ်ထဲမှာကိုသဘောကျနေတဲ့သူ crush နေတဲ့လူတယောက်များရှိနေမယ်ဆိုရင်တော့လေဒီကြတော့ကတော့အဲ့ကို crush နေတဲ့လူကအခြားသူတယောက်နဲ့တာယာနေတာပေါ့နော်အခြားတယောက်နဲ့ပေါ့နော်ပြောမယ်ဆိုရင်ဒီလေးလုံးနေတာမျိုးလေးဖြစ်သွားတဲ့တယ်လို့မြင်နေပေါ့နော်ဒါကြောင့်ကိုယ့်ဘက်ကလည်းပေါ့နော်ပြောမယ်ဆိုရင်သွားလည်းမပြောရဲပေါ့နော်အဝေးကနေပြီးပဲနာကျင်ရတဲ့ဆိုတဲ့ပုံစံမျိုးလေးလည်းမြင်ပါတယ်နောက်ပြီးတော့ပေါ့နော်ဒီအခြေချစ်သူရေးသားရှိတဲ့သူတွေအနေနဲ့ဒီအခြေမှာပေါ့နော်ဒီစင်ပီနေတတ်တယ်ဆိုတဲ့ပုံစံမျိုးလေးလည်းမြင်နေပေါ့နော်ဒီအခြေမှာတော်များများရဲ့ပေါ့ကိုယ့်ရဲ့ relationship ကိုတော်များရဲ့အာရုံစိုက်တာကိုလည်းခံရတတ်တယ်နောက်တစ်ခုကဘာလဲဆိုတော့လေဒီအခြေပိုင်းမှာပေါ့နော်ပြောမယ်ဆိုရင်ဒီလာထဲမှာနည်းနည်းလေးတော့ပြောမယ်ဆိုရင်ကိုယ့်ရဲ့ပေါ့နော်ဒီအခြေနဲ့ပတ်သက်ပြီးတော့ဆက်ဆုတဲ့သူတွေပို့ပြီးမြင်ရတာမျိုးလေးကျွန်တော်လိမ့်မယ်နောက်တစ်ခုကဘာလဲဆိုတော့လေပြောမယ်ဆိုရင်ဒီအခြေနဲ့ပတ်သက်ပြီးတော့လေကိုယ့်ရဲ့ပေါ့နော်ဒီကိုယ့်ရဲ့ဖြစ်ဖြစ်သူ့ရဲ့ဖြစ်ဖြစ်ပေါ့မိဘတွေနဲ့ဒီကိစ္စတွေတည်လာတာကိုဘက်ကနှိုးထားရဲဆိုရင်တော့ပေါ့နော်ပြောမယ်ဆိုရင်ဒီကိစ္စတွေကိုကိုယ်လည်းဖွင့်ပြောလာတာမျိုးလေးဖြစ်လာတယ်လို့မြင်တယ်နောက်တစ်ခုကဘာလဲဆိုတော့လေဒီလာထဲမှာပေါ့နော်အခြေနဲ့ပတ်သက်ပြီးတော့ဒီတပ်ပါတီလေးလဲပေါ့နော်တပ်ပါတီဆိုတာလေဘယ်လိုမျိုးစမပြေရဲပေါ့နော်ပြောမယ်နောက်ချက်တဲ့တပ်ပါတီမျိုးမဟုတ်ဘဲနဲ့ပေါ့ခုနပြောလို့ပေါ့လူကြီးမိဘတွေဒီလိုဟာတွေပေါ့နော်ပြောမယ်ဆိုရင်ပေါင်လာတတ်တဲ့အနေအထားမျိုးတွေတော့မြင်ပါတယ်ရဲ့နောက်ချက်တာမျိုးတွေလို့တော့မတွေ့သေးဘူးပေါ့နော်နောက်ပြီးတော့ပေါ့နော်ကျွန်တော်ဒီကတ်မှာကျွန်တော် H ရဲ့ပေါ့နော်အတင်ကြည့်ပဲရတယ်ပေါ့နော်ဘယ်လိုရလဲဆိုတော့လေ H ကပေါ့နော်ဒီလက်ရှိပေါ့နော်ကိုယ်ရည်စားရှိနေရမျိုးဆိုရင်တော့ H ကပေါ့နော်လိုက်ပြီးတော့ကိုဘာတွေလုပ်လဲကိုတွေအတွဲနဲ့ပတ်သက်ပြီးလိုက်ပြီးစုံစမ်းနေတာမျိုးလေးဖြစ်နေတတ်တယ်နောက်တစ်ခုကနှစ်ဖက်လုံးလိုက်ပြီးကြည့်နေတာမျိုးပေါ့နော်ဒါမျိုးလေးလုံးနေတတ်တယ်လို့မြင်ပါတယ်တကယ်လို့ကိုရည်စားမရှိဘူးဒါပေမဲ့ H ရည်စားမရှိဘူးဆိုရင်လည်းပေါ့နော် H ကကိုရဲ့ account လိုက်ပြီး check in လုပ်တယ်နောက်ပြီးကိုနဲ့ပတ်သက်နေတဲ့သူကိုနဲ့စကားပြောနေတဲ့သူတွေဥပမာကိုကလုံးနေအလုပ်ခွင်ရသူတွေနဲ့ပတ်သက်ပြီးလည်းပေါ့နော်လိုက်ပြီးသူဒီစုံစမ်းနေရမျိုးလိုက်ပြီးဆက်စုနေရမျိုးရှိရဲဆိုတဲ့ပုံစံမျိုးလေးလည်းမြင်ပါတယ်ဗျအိမ်တော်ကြီးပိုင်းပေါ့နော်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်တော့အိမ်တော်ကြီးဘက်နဲ့ပတ်သက်ပြီးတော့အဆင်မပြေတာလေးတွေတော့ကျွန်တော်လည်းပြဿနာအကြောင်းရင်းရပါမယ်ပြောမယ်ဆိုရင်ဒီမှာတော့ဒီရက်ခမပေါ့နော်ဒီရက်ခမကိစ္စနဲ့ပတ်သက်ပြီးချုပ်တာမျိုးလေးဖြစ်လိမ့်မယ်လို့တော့မြင်တယ်အိမ်လေးနဲ့ပတ်သက်ပြီးအနေငယ်ပူလောင်တာမျိုးလေးဖြစ်လိမ့်မယ်ဒါပေမဲ့ပြဿနာတော့မရှိပါဘူးအကြီးကြီးမဖြစ်တာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်ပြောမယ်ဆိုရင်အိမ်ထဲမှာပဲအိမ်တွင်းမှာပေါ့နော်ပြောမယ်ဆိုရင်သွေးစစ်ပွဲပုံစံမျိုးလေးတော့ဖြစ်နေတတ်တယ်လို့မြင်ပါတယ်ဗျကဲနောက်တစ်ခုပေါ့နော်ငွေကြေးနဲ့စီးပွားရေးပေါ့နော်ဒီမှာမြင်ရတဲ့လောက်ကတော့ငွေကြေးနဲ့စီးပွားရေးနဲ့ပတ်သက်ပြီးတော့သတိထားစိတ်ကြီးနေပေါ့ငွေကြေးနဲ့ပတ်သက်ပြီးတော့လေကိုကလေနည်းနည်းလေးလောဘကြီးနေရမျိုးတွေဒီလူချင်းတတ်မှတ်မှုရမ်းများတယ်ပေါ့နော်ပြောမယ်ဆိုရင်လောဘပဲပေါ့နော်
လောဘကြီးနေရမျိုးလေးကြောင့်လေအမှားလေးလုံးမိတတ်တယ်လို့ပဲမြင်ပါတယ်ဒါကြောင့်လည်းပေါ့နော်သတိထားသိနေတာကဒီလူလိန်နေနဲ့ပတ်သက်ပြီးငွေလိန်ခံရတာမျိုးလေးလည်းကြောင်းတတ်တယ်ကြားပြန်လေးလည်းကြောင်းတတ်တယ်ပေါ့နော်ကိုယ့်ရဲ့ပေါ့နော်ဒီအမြဲရမယ့်လောဘစိတ်တွေပေါ့မူတည်ပြီးတော့ကိုယ်ကဆုံးရှုံးရတာမျိုးလေးဖြစ်လိမ့်မယ်လို့မြင်တယ်ဒါကြောင့်သတိထားပါလို့ကျွန်တော်ကြံပေးချင်ပါတယ်ငွေချင်းနဲ့ပတ်သက်ပြီးတော့နောက်ပြီးတော့ပေါ့နော်အလုပ်ခွင်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့လေအလုပ်ခွင်တွေမှာတော့ကိုကလေနည်းနည်းလေးပြောမယ်ဆိုရင်ဒီအလုပ်ခွင်မှာပေါ့နော်ကိုကချားသူရဲ့ပေါ့နော်ကိုယ်ကမျက်နှာချားသူရဲ့အရေးကဲကိုနားမလည်တာမျိုးလေးဖြစ်နေလို့တယ်အကြောင်းတော့လေကိုကတနေရာဆိုတနေရာပဲအောင်ဆိုင်တယ်ချားကိစ္စရအောင်ဆိုင်ဥပမာပေါ့ကိုကအကြီးကဲဆိုရင်ပေါ့နော်အကြီးကဲကိုအောင်ဆိုင်တယ်ကိုပေးနာလုပ်ဖို့ကံဖတ်တွေကိုသိပြီးအောင်ဆိုင်လို့ဒါမျိုးလေးအကြောင်းပဲပေါ့နော်ကိုယ်လည်းကံဖတ်ဒီကြားမှာကိုယ့်ပေါ့နော်သဘောမကျတဲ့သူတွေပေါ့နော်မနာလို့ပြောမယ်ဆိုရင်တော့ကြောက်တွန်းနေတဲ့သူတွေပေါ့ကျွန်တော်တို့ရှိနေတတ်တယ်လို့မြင်နေဒါကြောင့်ကိုယ့်ဘက်ကပေါ့နော်ဒီအလုပ်ခင်ရောက်အလုပ်ခင်တစ်ခုမှဆိုရင်လည်းပေါ့နော်ကိုယ့်ရဲ့အထက်လူကြီးတွေမပါဘူးကိုယ့်ရဲ့ဘေးနာကိုယ့်ရဲ့ပေါ့နော်ဒီလောက်ပေါ်ကန်ပဲအချင်းလေးတွေလည်းသိပြီးအောင်တေချာလေးအောင်ဆက်ဖို့လိုအပ်တယ်လို့မြင်ပါတယ်နောက်ပြီးတော့သူတို့ရဲ့ပေါ့နော်အရေးကဲကိုကြည့်ဖို့လိုတယ်သူတို့ဘာတွေလုပ်နိုင်လဲဒါတွေလည်းပေါ့နော်နားလည်ဖို့လိုအပ်တယ်လို့မြင်တယ်ဒါမှသာလျှင်ပေါ့နော်အလုပ်ခင်မှာကိုယ့်အနေနဲ့အနေအကြီးနဲ့အလုပ်ကိုတေချာလေးဆက်လုပ်နိုင်မှာဖြစ်တယ်ပေါ့နော်နောက်ပြီးတော့လောဘမကြည့်ပါနဲ့ပေါ့နော်ကိုယ့်ရဲ့လောဘကြောင့်ကိုယ်စီရာရှိရတယ်ကိုဆုံးရှုံးရတတ်တယ်ပေါ့နော်ဒါကိုသိသားစီရှင်ပါတယ်နောက်တစ်ခုပေါ့နော်ဒါတော့ကျမ်းမာရေးပိုင်းပေါ့နော်ကျမ်းမာရေးနဲ့ပတ်သက်ပြီးကျမ်းမာရေးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ဒီလားပေါ့နော်ကျမ်းမာရေးနဲ့ပတ်သက်ပြီးကတော့မြင်တဲ့အတိုင်းပဲလေပေါ့နော်ကမ်းမှာမြင်တဲ့အတိုင်းပဲကျမ်းမာရေးကန်တော့ကောင်းနေသေးတာလေးကောင်းနေမယ်လားလို့ဖြစ်တယ်ပေါ့နော်ဒါကြောင့်နောက်ပြီးတော့ပြောချင်တာတော့လေဒီကျမ်းမာရေးပိုင်းမှာလေကိုကနေမကောင်းဖြစ်နေရမျိုးရှိမယ်ပြောမယ်ဆိုရင်အစီလေးလံထိုင်းမှအရင်လားတွေတော့ပေါ့နော်ပြဿနာတွေခက်ခဲတွေကြောင့်ပေါ့လေးလံထိုင်းမှနေရမျိုးရှိမယ်ဆိုရင်လည်းဒီလောက်မှပြန်ပြီးတော့အဆင်ပြေပြီးတော့ပြောမယ်ဆိုရင်ကျမ်းမာရေးပိုင်းမှာလည်းပြန်ပြီးထူထောင်ဖြစ်လာမယ်စိတ်ပိုင်းဆိုင်ရာပိုင်းမှာလည်းပြန်ပြီးထူထောင်ဖြစ်လာတတ်တယ်ပေါ့နော်ဒါပေမဲ့ကျမ်းမာရေးနဲ့ပတ်သက်ပြီးရတယ်လေဒီမှာတော့ဒီမျိုးသမီးနဲ့ပတ်သက်ပြီးတော့ပေါ့ယောဂလေးနဲ့ပတ်သက်ပြီးသိမြင်ရတယ်ပေါ့နော်ဒါကြောင့်ဒါလေးနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးတော့သိထားစေခြင်းနဲ့အခြားတော့လေးကိုဆင်ကျင်လိုက်မယ်ဆိုရင်တော့အဆင်ပြေသွားလိမ့်မယ်ပေါ့နော်ပြောမယ်ဆိုရင်တောက်စားတာတွေအရင်မလုပ်ရင်တော့ပို့ပြီးတော့ကောက်ဖို့ပြီကဲနောက်တော့ကျမ်းမာရေးပေါ့နော် sorry ပညာရေးပေါ့နော်ပညာနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့မြင်တဲ့အတိုင်းပဲပေါ့နော်ပညာနဲ့ပတ်သက်ပြီးတော့တော်တော်လေးကံကောင်းနေမဲ့လာလို့ပြောမြင်ရတယ်ပေါ့နော်ပညာနဲ့ပတ်သက်ပြီးကိုယ့်ဘက်ကလုံနိုင်တော့နေပြောမယ်ဆိုရင်ကိုလုံးဖို့အတွက်ခွင့်ကြီးကောင်းနေလဲပေါ်လာတယ်နောက်တစ်ခုကပညာရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ပြောမယ်ဆိုရင်ပြီးသွားလာရတာပြောမယ်ဆိုရင်ဒီပတ်ထွက်ရတာဒါမျိုးကိစ္စမျိုးလေးလည်းရှိလာနိုင်တယ်ဆိုတဲ့ပုံစံမျိုးလေးလည်းမြင်ပါတယ်တဲ့ဒါပေမဲ့ပေါ့နော်ပညာရေးကနေကောင်းမှုနေပေမဲ့လည်းကိုယ့်ရဲ့စိတ်ကပေါ့နော်ပြောမယ်ဆိုရင်ဒီပညာရေးဒီမှာကောအခြားကိစ္စတွေမှာပို့ပြီးအောင်ဆိုင်နေရမျိုးလေးဖြစ်တတ်တယ်ဥပမာပြောမယ်ဆိုရင်မိသားစုကိစ္စတွေဖြစ်မယ်ဒါမှမဟုတ်ဘူးလေပေါ့နော်အလုပ်ကိစ္စလေးဖြစ်မယ်ဒါကြောင့်ရှင်ပြီးတော့ပေါ့နော်ပြောမယ်ဆိုရင်ဒီအခြားလည်းအောင်ဆိုင်ရပြီးကိုယ့်ရဲ့ပေါ့နော်ဒီပညာရေးပိုင်းစာပိုင်းကိုလည်းအောင်ဆိုင်ရမယ်ပေါ့နော်ပြောမယ်ဆိုရင်ကိုသွားချင်တဲ့လောက်ခီးမြောက်တာမျိုးလေးရောဖြစ်တတ်တယ်ဆိုရင်ဒါမျိုးလေးမြင်ပါတယ်ဒါကြောင့်ဖြစ်နိုင်မှဆိုရင်တော့လေကိုယ့်ဘက်ကတေချာလေးကိုပေါ့နော်ဒီ time management ပေါ့နော်ဒီအချိန်ကိုတေချာလေးစီမံခံခွဲပြီးတော့ပေါ့နော်လုပ်ဖို့တော့ကျွန်တော်ကြံပေးချင်ပါတယ်ဒါလေးတွေချက်တော့လိုအပ်တယ်ပေါ့နော်နောက်တစ်ခုကလေပြောမယ်ဆိုရင်ဒီကို့မှာပေါ့နော်ဆောင်းဝဲတွေဖြေတာမျိုးရှိမယ်ဒီပညာရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ခုဖြေဆိုတာမျိုးခုရလက်ဆောင်နေရမျိုးဆိုရင်တော့လေဒီပဲဆိုရင်ကောင်းမွန်တဲ့ရလက်တစ်ခုရောက်လာလိမ့်မယ်ဆိုတဲ့ပုံစံမျိုးလေးနဲ့မြင်ပါတယ်ကဲဒါတော့ပညာရေးပေါ့နော်ကဲဒါတော့ overall energy ပေါ့နော် overall energy ကိုကြည့်မယ်ဆိုရင်เนาะဒီလာထဲမှာတော့လေပြောမယ်ဆိုရင်ကံတော့လေအညံ့ကြီးရလို့မဟုတ်ဘူးပေါ့နော်ဆိုတော့ကျွန်တော်အားလုံးပြောခဲ့သလိုကံအညံ့နေမှာတော့မဟုတ်ဘူးဒါပေမဲ့လေဒီပြောမယ်ဒီကိုယ့်ရဲ့စိတ်ကပေါ့နော်ဒီချို့အစင်မပြေတာလေးတွေပူလေးတွေကြောင်းပေါ့နော်ပြောမယ်ဆိုရင်နည်းနည်းလေးပူရတာနဲ့ဘေးရလူတွေကိုစကားမပြောချင်တော့ဘူးဒါကြောင့်ကိုကဒါလေးတည်တံ့နေတာမျိုးလေးဖြစ်နေတတ်တယ်ဘေးလူကလည်းကိုယ်နားမလည်နိုင်ဘူးဆိုရင်ခံစားချက်တွေနဲ့ပေါ့နော်ကိုပဲလုံးဆရာရှိရလုံးနေမယ်ဥပမာကိုရဲ့အလုပ်ကိစ္စတွေဖြစ်မယ်ကိုယ့်ပညာရေးကိစ္စတွေရှိမယ်ဘာမှမပေါ့ကိုယ့်ရဲ့ပေါ့နော်ဒီအပူတွေနဲ့ပဲပေါ့နော်ရှိနေရမျိုးလေးလည်းဖြစ်တတ်တယ်ပေါ့နော်ဒါကြောင့်ဒီလာထဲမှာတော့လေကိုကတယောက်တည်းတည်တံ့ဖြစ်နေတတ်တယ်ဒါပေမဲ့ဆိုရင်ကိုယ်တိုင်ကပေါ့နော်အခြားသူတွေစီကနေပြီး isolate ဖြစ်နေရမျိုးလေးတွေလည်းဖြစ်နေတတ်တယ်ပေါ့နော်နောက်ကိုကပါလဲဆိုတော့ဒီအကြံပေးချင်တာပေါ့နော်အရင်ကြီးပေါ့နော်အရင်ကြီးလိုအပ်တာတက်ပို့ပြီးတော့ပူလောင်မှာနဲ့ပြီးတော့ကျွန်တော်အကြံပေးချင်တယ်ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့ပူလောင်မှုတွေပေါ့နော်ဒီမဲ့ဆိုရင်ကိုယ်တိုင်ဟာအတွေးအရင်အများကြီးပူလောင်တာပြဘာပြဿနာဖြစ်စေလဲဆိုတော့ကိုယ့်ရဲ့ဒီမဲ့ဆိုရင်တချို့ကိစ္စတွေတော်တော်များကိုယ့်ရဲ့ခေါင်းထဲမှာပဲရှိတာပေါ့နော်ပြင်မှာဖြစ်နေရတာမဟုတ်ဘူးဒါကြောင့်ဒီအရာတွေဒီအတွေးတွေကပေါ့နော်ကိုယ့်ရဲ့ဒီပြင်ပလောကပေါ့နော်ဒီ reality နဲ့လုံးဝကိုဆက်သွယ်ပြတ်သွားစေတယ်ပေါ့နော်ဒါကြောင့်ဖြစ်နိုင်မယ်ဆိုရင်ကိုကလေလိုအပ်တာတွေပို့ပြီးတော့မတွေးဖို့ကြံပေးခြင်းနဲ့နောက်ပြီးတော့တွေးတဲ့အခါမှာလည်းဟိုတွေးထရှိရတယ်တွေးမတွေးနဲ့တော့မဟုတ်တွေးတော့တွေးရမှာပဲပေါ့ဘာလို့လဲကိုလုံးနေရဲ့အရာတွေကတွေးရမယ့်အလုပ်တွေလည်းပါလိမ့်မယ်ဒါကြောင့်
တွေးတော့တွေးရမယ်ဒါပေမဲ့တွေးတဲ့အခါမှာလည်းဘယ်လိုဆိုဝိပြီးတွေးနေရမျိုးမဟုတ်ဘဲနဲ့ဟိုလိုရင်းလိုရှင်းဖြစ်အောင်နော်ဘယ်လိုဆိုရင်ဒါဆိုဒါပဲတွေးပါနော်ဘယ်လိုဆိုရင်ဟောဒါကဟိုဟာလားဒါလားဆိုပြီးတော့ဘယ်လိုဆိုရင်တွေ့ဝိုက်ပြီးတွေးနေရမျိုးလို့ခုတော့ကျွန်တော်ကြံပေးချင်ပါတယ်နောက်တစ်ခုကလေစိတ်ပေါ့နော်ဒီစိတ်ကတော့နည်းနည်းလေးတော့ဘယ်လိုဆိုရင်နည်းနည်းလေးတော့ဆက်ဆက်တိမခံဖြစ်နေတတ်တယ်ပေါ့နော်ဒါကြောင့်ဒီသူကိစ္စတွေမှာမလိုအပ်ဘဲနဲ့ပေါ့နော်ကိုယ့်ရဲ့စကားတွေမှားသွားတာစကားတွေကျွန်းသွားတာမျိုးတွေဖြစ်တတ်တယ်ဒါကြောင့်တတိရောထားပြီးနေမှာပြဒါနဲ့ပတ်သက်ပြီးတော့လေကဲဒါကတော့ပေါ့နော်ဘယ်လိုဆိုရင်နိုဝင်ဘာလတစ်လကြာဂျင်းနိုင်လေးအတွက်တစ်လကြာ first time ဖြစ်ပါမယ်ဗျ